ရှက်ဖြစ်နေကျွန်တော်တို့ပထမတစ်ခေါက်ရောက်တဲ့ချိန်ရောဒုတိယရောက်တဲ့ချိန်ပါပြောတယ်ကိုသားဘာဖြစ်ပါလဲအဲ့ဒါကြောင့်ဒီကောင်လေးကျွန်တော်လူရှင်တော်ဝေစားမပါဘူးဒီကလေးတွေကကျွန်တော်ဒီဝေစားပေးနေတယ်အဲ့ဒါကြောင့်ကျွန်တော်ပေးဖို့ကျွန်တော်မဝေရဲဘူးဒီလိုချိန်ကြီးတွေဘာဖြစ်လို့လဲဟောကောင်တွေပွဲတက်တဲ့အချိန်ဟုတ်တယ်ကျွန်တော်ကတော့ဖတ်ရအောင်မလုပ်ပါနဲ့ကဲတော့ကိုသားစစ်နောက်တစ်ခါကျွန်တော်တို့ကျိုးကိုပြန်ရောက်တဲ့အချိန်မှာမင်းသားဝတ်စုံလေးနဲ့မြင်ရမယ်မြင်ရအောင်လည်းကြိုးစားမယ်ဆိုတဲ့အတိုင်းဟုတ်ကဲ့ပြည့်စုံပါပြီဗျာပြည့်စုံပါဗျာကျွန်တော်တို့တချင်းမဲဆိုပဲသားစစ်ဒီမှာဒီရှင်တော်ကြီးကိုရီပါတယ်ဆိုတော့ကျွန်တော်ဒီရှင်တော်မကတော့ဘူးတချင်းမဲဆိုမယ်ဆိုပြီးတော့လာတာဒီဘာလေးကြီးကဒီဝတ်စားဝတ်တော့စဉ်းစားတယ်ကိုဝတ်စားနည်းနည်းပိန်နေတော့လေနောက်မှပြန်တွေးလိုက်ပါလေတကယ်အလုပ်လုပ်ဖို့ပဲလို့လားဂျူနီဖောင်းကအရေးမကြီးဘူးဆိုတော့ကျွန်တော်ကမလုပ်ဘူးဒီလေးတို့ရေကိုသားစစ်ယူပါစေမြင်ရပြီမြင်ရပါပြီတတ်တန်ကြားပါပြီဗျာဟုတ်ကဲ့ဗျာဒီရောက်ပါစားပြိတ္တနဲ့ချစ်ပွေသောစကားဘာပြောမယ်ဆိုတာဒီကဝေးရကခါစားကြပါစို့ဗျာခါစားကြပါစို့ဗျာရတာပဲပါပကြီးအေးမိုင်းဒီဘက်ကပန်းချီနေနာရေဆက်မယ်ဒါလေးရဲ့ဒီဘက်ကကိုရှိကြီးကဲအောင်မမိတ်တဲ့တော့ဒီကလေးနာမည်ဘာလို့ဒီဘက်ကပန်းချီတိုင်းပန်းချီပန်းချီဟိုကလေးနာမည်ဟဲ့နင်းကိုပြောနေတာဘယ်သွားတော့တရောင်းသားနာမည်မင်းနေတယ်ပြောတာလားဒီလေးနာမည်ကကျွန်တော်နာမည်လားကျွန်တော်နာမည်စားနဲ့ပင်နဲ့ပြောရမှာပြောလို့ရတယ်ပြောစားနဲ့ပင်နဲ့ပြောမယ်နော်ပြောကြည့်ရွှေကြီးအဲ့တော့ပြင်းညာပေကြီးသောဒီလေးကိုခေါ်ရင်တော့တိုင်းကျော်လို့မခေါ်နဲ့ဘယ်လိုခေါ်မှာလဲနာမည်ပြောင်းသားတယ်ဟုတ်လားကိုပြောင်းလိုက်ပြီလားအေးနာမည်ပြောင်းသားဟာနာမည်ပေးကင်မို့တက်တယ်တော့မလုပ်ဘူးဟုတ်တယ်နာမည်ရုပ်ချက်ပြောင်းလိုက်ဟုတ်လားပြောမအောင်ပေးနေမယ်တခြားလင်းလင်းဘလို့ဘလို့တိုင်းကဘလို့လင်းလင်းအော်လင်းလင်းဆိုတာကအဆိုတော်လင်းလင်းပြောကြတယ်ချစ်သူတွေကဒီကောင်စားနာပြင်မယ်တေးကြည့်စရလေဟာမင်းသားရှိရဖျက်ချောက်ပါကြည့်လားဒီဘက်ကစေတာပြတ်ကိုတိုင်းရောအောင်သားစလေးကိုကြီးကျွန်တော်တို့ဒါပြီးပထမခေါက်ကလေကျွန်တော်တို့ကိုရီနဲ့ဟာငါကောင်နဲ့တူတူချုပ်ပြဘူးတယ်ဒီခေါက်မှာကလည်းကျွန်တော်ဟိုပေါ့နော်ဟိုနှစ်ပါးပါလေးကျွန်တော်မကကြတဲ့လည်းပြန်ကားတယ်ပေါ့နော်အဲ့တော့အချိန်လေးကလည်းကျွန်တော်တို့မရှိဘူးအဲ့တော့ကျူးစားမယ်ကိုကြီးကျူးစားမယ်မနေ့ပြန်ညကြရင်ကိုကျူးစားလို့ရဟုတ်ကဲ့မနေ့ပြန်ဆိုပွဲစောစောထွက်မယ်ဒီနေ့ပဲချိန်ထွက်တယ်ဒီနေ့ကကျွန်တော်တို့ရှိရကလေးတွေစောင့်လိုက်တော့ဆို9:15 9ခွဲလောက်မှထွက်ကြပါတော့မနေ့ပြန်ဘလို့9နာရီထွက်တယ်ဟုတ်9နာရီထွက်မယ်9နာရီ15သိန်းပဲမနေ့အဲ့လိုထည့်ပြောပါမနေ့တော့မနေ့ရှင်းရှင်းပြောလေကဲကျူးစားမယ်ဟုတ်ဟောကိုဖငယ်ကျုံးမှာပွဲရှိတယ်လို့ကြားတယ်ဟုတ်လားတကယ်မသိဘူးလားတကယ်မသိဘူးလားဟောဗျာအဲ့နာပဲဒီမင်းသားတကယ်ပဲပွဲရှိတယ်ဟုတ်လားရှိတယ်ဘယ်သူကလဲတကယ်မသိဘူးပေါ့မသိလို့မင်းနေရဘူးကြောကြမယ်ကြောကြမယ်ကြောပြကြောကြမယ်ကြောပြလို့ကြောကြမယ်ဟောပြောအဲ့ဘီယုံမလားဟေးဒီကမင်းသားသားစစ်တွေနှစ်ပါးဝင်တင်းကြရှိရဗျဟုတ်လားဟုတ်တယ်အဲ့မင်းသားလေးကမျိုးလုံးပြပြလေးနဲ့ချစ်စရာလေးအဲ့မင်းသားလေးအမျက်လုံးပြပြလေးနဲ့ချစ်စရာလေးသူမင်းသားလူရှင်တော်ဂူကျူဖုန်းနဲ့တူတာသူမေးဘယ်သူတို့ခွန်လေးနဲ့တူတာကဲချူသားလေးလိမ့်နေစပွဲတော့မဟေ့ဟုတ်တယ်မင်းသမီးတွေလိုက်မလားဟာမင်းသမီးတွေလိုက်ပါသေးကြမင်းသားတရားဟောအတန်တိုးတယ်အတန်တိုးတယ်မင်းသားမအားမရှိပါဘူးအားမရှိပါဘူးသူတို့ကကိုအားမရှိဖြစ်ပြန်ပေးလိုက်မင်းသမီးတွေလိုက်မလားလို့လိုက်မှာပေါ့လိုက်မလားလို့လိုက်မှာပေါ့လိုက်မလားရဲရဲလိုက်မလားဟေးဟေးလက်ဖောက်တယ်လေးပါချစ်တဲ့လေးလေးနဲ့ကိုပဲခေါ်ရမယ်လာလေးချောင်းတော်လေးပေါ်တော်လေးညညကနေဟောတဲ့လူမ
ဝဲသွားရမယ်ကျော်တိကဆိုင်တဲ့စုမြဲဟာတယ်လေမေချစ်တယ်တားစစ်ဆိုပါလားလို့ဒီလေဟေး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 ဟုတ်တယ် ပေးရတယ်သဘောကျလား ထိုင်ထိုင်ကြည့်လိုက်ကတော့မကသေးဘူး သဘောကျရင်ကြည့်ကြပြောတယ်သဘောကျလားသဘောကျလားငါဒီကျိုးမှာအုတ်ချင်မှုလုပ်လို့ရပြီ ဟေးကိုလေးဒီလေး ဟုတ်ကဲ့ ဟောနမလေးလေးဆိုပြီးတော့ နာမည်လေးပေးစမ်းနဲ့ ထက်ထက်မူးတဲ့ မိမချောချောတာအဲ့ဒါမူးအဲ့ဒါအချောက်ဟုတ်ပါဘူးမင်းသမီး နမလေးပေးဆိုပြီးတော့ဟေးတာလာဆွဲချအောင်လို့ခေါ်ရတယ်နော်အေးအခုကြားတယ်ဒီလေးကဝယ်သား ဟုတ်တယ် တကယ်ဝတ်သားဘယ်နဲ့ကြည့်လို့လဲ ဟောလောက်ပါဝယ်သားပြေးလို့တော့ဝယ်လို့လောက်ဆမ်းပါ ဆက်ကြတော့ဒါလေးကတော့ကျွန်တော်ကိုပေါ်တော့ကျွန်တော်နေပြီးတော့လာရောက်ပြီးတော့ကုတီအားဖြစ်ပြီးဒီလေးမင်းသားဖြစ်ပါတယ်ဒီနာမည်ကြည်ကြည်လေးပြီးဆိုပြီးတော့ဆွဲချအောင်ပါဆွဲထက်အောင်ဖြစ်ပါတယ်ဆွဲချစ်အောင်ဟုတ်ကဲ့ရဲမအော်ပါနဲ့ဒီကလေးလေးနှလုံးသားလေးနုနုလေးရှိတယ် ဒေါက်တာတို့အသက်အပြင်းမဲ့တဲ့စီရီရဲ့ဒေါက်တာတော်မျိုးလုံးပြူတယ် ဆွဲချစ်အောင်လည်းချစ်စရာကောင်းတယ်နော်တာလီနော်ကျေးဇူးမယ်ဟောကိုကြီးအတေးသမားတွေကိုကြီးပွဲကြည့်မနေကြတဲ့ဘူးညီလေးကိုပဲမဟုတ်ပေးကြအောင်အတေးသမားလေးတွေဒါကျွန်တော်တို့ဒါသားစစ်ရဲ့ဒါဒီလိုမောင်နှမတွေပဲဟုတ်ကဲ့ဒါမိသားစုတွေပဲအမှန်ဆိုဒါရွှေမျိုးတွေပေါ့သားစစ်တပင်ကတကယ်ဆိုလို့ရှိရင်ရွှေမျိုးတစ်တိုက်နဲ့ငွေပြီးကြိုက်မယ်ဖွင့် ဘယ်လိုဝင်ခဲ့ရမှာလဲ ဒါအဖွဲရဘယ်လောက်ရှိလဲဘူး အဖွဲရတော့မမင်းနဲ့ ဘယ်တစ်ယောက်အားလုံးစုစုပါ အားလုံးစုပေါင်း1 2 3 4 5 6 7 20ကျော်တယ်လို့ကြားလို့ဟုတ်တယ်ပါအဖွဲရ 20ကျော်တယ် အဖွဲရ20ကျော်ဒါပထမဆုံးခောက်လို့20ကျော် ဟုတ်တယ် နောက်တစ်ခေါက်လာလို့ရှိရင်သားစစ်တပင်ကလူရင်းကအနည်းဆုံး40 50လောက်ရှိ 40 50 ဒီမင်းသမီးတွေဝင်းမှာဖွားပါတယ်ကြံသိတာ ကိုယ်ဘယ်လိုမင်းသမီးရဲ့ဝင်းမှာဖွားမှာ ဒီမိုက်သူတို့ပြောပြီးလို့ရှိရင်မိုက်တွေလည်းရက်စုံနန်းလို့ အဲ့ဒါရက်စောမဟုတ် ပါတော့ ဒီရ အဲ့တော့ကျွန်တော်တို့ကမနေ့ပြောရင်အခုမှစပြီးဖွဲ့တဲ့ဖွဲ့ဆိုတော့ခက်ခဲတွေအများကြီးရှိတယ်ဒါပေါ့ဒီဒါပေါ့မင်းသားပိန်သွားတာကြည့်ဒီကလေးဒါဆိုသူကဥဆောင်နေရတာဟုတ်ကဲ့ကျွန်တော်စိတ်မညစ်ပါဘူးအလုပ်လုပ်ရတယ်လည်းစိတ်မညစ်အောင်ဒီကျွန်တော်အဖွဲ့လိုက်ထိန်းနေရတာစိတ်ညစ်တာသူဆိုရင်ထိန်းလို့မနိုင်ဘူးဟုတ်လားမတောင်းနဲ့လို့ပြောတယ်မရဘူးခုတောက်တာကိုဆုံးမအောင်ကိုညီ မင်းသားအဲ့လိုမပြောနဲ့မင်းသားကျွန်တော်ပရမတ်တွေကနော်မင်းသားနဲ့
မင်းကရွှေချင်းကြီးလေး ခဏနေလေခဏနေမပြောတယ်ဒီကခဏနေအေးဝီတောင်းနဲ့မျိုးဝီတောင်းလှုပ်ရှုပ်တယ် သူတို့ရုပ်ရှင်ကားထိုက်ပြီးတော့မှတ်နေတာပဲ ပတ်စံတစ်သောင်းလာလူတန်းသွားတယ်ဖော်ရီနာတယောက်ကလက်ခုတ်တန်လေးတဲ့အားပေးပြောဒါဒီမှာရွေးရင်ဒီလိုတော့မင်းရန်သူဘသူပါလို့မင်းကဟောက်နေတာတော့ အဲ့ဒါဘာလို့ဒီရလဲလို့ကိုတိုင်းကမလူပဲနဲ့ ပြောကြတာဒါပါဝင်နေကြတယ်လေဒါတူလန်းနေတာပဲ ဒီလိုလာကြတဲ့ဟိုကကျွန်တော်တို့ကပြောကြမလို့တော့ရင်ပတ်ချင်းတူလို့လာကြတာဟုတ်တယ်နော်ကဲဒီကဖွဲကောင်းမယ် ကျူစာညီလေးကျူစာ ပေါက်ဖွဲလေး ခဏလေး sorry နော်ညီလေးပတ်စံအိတ်ပျောက်ထားတာရှိပါတယ်တဲ့ဘယ်သူများကောက်ရထားလဲမသိဘူးပတ်စံအိတ်တစ်ခုပျောက်ကြထားပါတယ်နော်ကောက်ရတဲ့လူပြန်ပေးပါနော်အရေးကြီးတယ်ဒီမှာပတ်စံပျောက်လို့ရှိရင်ငွေသားတွေပတ်စံတွေကအရေးမကြီးဘူးဒီစုစပတ်တို့ပါလို့ပတ်စပို့လို့ပါလို့ဒါလည်းဟေး ဟေး ရှင်မတွေ့တာမိတယ်တာစိတ်ကလည်းတန်ပေါင်းခွဲလေးဆွဲချင်အောင်လေဟဲ့ဘယ်ချိန်ကမှာတော့ပြီးသွားပြီ လက်ကောက်ဒီအမတို့ဝယ်မှာပါနေချာလုံးမော လူဝက်မှာ ဟေးဟေးအောင်ပဲဒီပေါက်ကပြီးတယ်ရှင်မတွေ့တာပြီးတယ်ပါစစ်ကားတယ်အပန်းခွဲလေးဟုတ်လားချင်အောင်ရင်လည်းဖြစ်စောနေတေးစကေးနဲ့လာမင်းလေးလို့နိုင်ပကင်းနဲ့မျက်နာလေးဆိုကနေခွေပန်းလေးနဲ့လို့ရဲ့စိတ်ချင်အောင်ရင်ကိုချင်အောင်ခွေဒီမောက်ကပြီးတယ်ရှင်မတွေ့တာမိတယ်စိတ်ချင်အောင်ကြတယ်ပန်းပေါက်ခွေလေးမလီတော်ဆိုလိုက်ရတယ်ဆက်ချင်လို့ဆိုတော့ Direct! Hey! Hey! Let's go to the channel video, huh? Hey! So got it,
对了啊。ဘာမှမပူပါ 咱身上的对吧？一个房子，就咱班上的，你给我